န်တွင်းမြို့တတိရှောင်းစီစိုးရင်ရီမန်အဆင့်ကိုကျော်လွန်လာတဲ့အတွက်စီအနီးနေထိုင်သူတွေကိုအရေးပေါ်ရွှေ့ပြောင်းကြဖို့ ULAE ကတတိပေးလိုက်ပါတယ်။မိုးအဆက်မပြတ်ရောသွန်းတာကြောင့်တတိရှောင်းရီအားလျက်စစ်စီဟာစိုးရင်ရီမန်အနီရောင်အဆင့်ကိုကျော်လွန်လာနေတယ်လို့ဆိုပါတယ်။ဒါကြောင့်စီအနီးမှာနေထိုင်သူတွေအနေနဲ့အရေးပေါ်ရွှေ့ပြောင်းကြဖို့ရခိုင်မျိုးသားဖွဲ့ရှုပ်အာရခတစ်တော် ULAE ကတတိပေးထားတာလို့ဒေသခံတွေကပြောပါတယ်။နေ့စဉ်နေ့တိုင်းဒီစီကမိုးများရင်ရည်ပြည့်တာကြောင့်စီပေါက်ကြရင်ဒုက္ခရောက်မှာဆိုလို့ဒေသခံတွေကိုပြောင်းရွှေ့ကြဖို့ပြောထားပါတယ်လို့တန်တွင်းမျိုးက ULAE နဲ့နှိစက်သူအမျိုးသားတယောက်ကနရင်းစရာကိုပြောပါတယ်။တတိရှောင်းစီဟာဇွန်လ3ရက်နေ့ကနေစိုးရင်ရီမန်အနီရောင်အဆင့်ကျော်လွန်လာတာလို့ ULAE ရဲ့အရေးပေါ်ရွှေ့ပြောင်းကြဖို့တတိပေးချက်မှာဖော်ပြထားတယ်လို့ဆိုပါတယ်။